Ananda guna aham Ananda guna ahawandami tabara Ananda guna ahawandami tabara Aham Buddha asong ama pitaka dundwe Yau quay trên chạp bật thân chân nô gì gà xa về Quay à mi ta là na Đâu vì ni à xin đánh na là em Mà quay game ya khu quay béo lũ dê Á nê gai mà bật thân vô quay rồiတွေ့ကြုံမှာသဖြင့်လွန်စွာဝမ်းမြောက်အထောက်အကူဗုဒ္ဓသာသနာတကွန်ထူဟဲ့လို့ဇဘူဖွင့်ပြတရားဟောဓမ္မဂတိကာဟုနာမတမှုအကျွန်ုပ်သည်အနန္တဂုဏံဖယားကုံတရားကုံသံဃာကုံနှင့်မိကုံဖကုံဆရာသခင်တို့၏ဂုဏ်တော်ကိုသဗ္ဗရာပဋ္ဌံရွရဘခမဆိုင်အခါတိုင်းဝန္ဒာမိပဋ္ဌံမယုခင်စိတ်ကြည်လင်အောင်လမ်းရွှင်ပြည်ဖြိုးလက်ဆဲပြထိတ်မှမိုး၍ရှေခိုးကြောလိုက်ပါ၏ဖယားသာနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဟေတုပစ္စယောအာရမဏပစ္စယောအဓိပတိပစ္စယောအနန္တရပစ္စယောသမနန္တရပစ္စယောသဟဇာတပစ္စယောအညမြညပစ္စယောနိတယပစ္စယောဥပနိတယပစ္စယောဥရေဇာတပစ္စယောပစ္စဇာတပစ္စယောအာသေဝနပစ္စယောကာမပစ္စယောဝိပါကပစ္စယောအာဟာရပစ္စယောဣန္ဒရိယပစ္စယောဇာနာပစ္စယောမေဃပစ္စယောသံပယုတ်တပစ္စယောဝိပယုတ်တပစ္စယောအဋ္ဌိပစ္စယောနတ္ထိပစ္စယောဝိကတပစ္စယောအဝိကတပစ္စယောတိဟေတုပစ္စယောတိဟေတုသံပယုတ်တကနံဓမ္မနံတံသမုဋ္ဌာနာနိဥ္ဇရူပနာဟေတုပစ္စယေနပစ္စယောအာရမဏပစ္စယောတိယူပါယရဏသက္ခုဝိညာဏဓာတုယတံသမ္ပယုတ်တကနိဥ္ဇဓမ္မနာအာရမဏပစ္စယေနပစ္စယောသတ္တယရဏသောတဝိညာဏဓာတုယတံသမ္ပယုတ်တကနိစ္စဓမ္မနာအာရမဏပစ္စယေနပစ္စယောခန္ဓာယရဏခန္ဓာဝိညာဏဓာတုယတံသမ္ပယုတကနိစ္စဓမ္မနံအာရမဏပစ္စယေနပစ္စယောယသယရဏဇေဝဝိညာဏဓာတုယတံသမ္ပယုတကနိစ္စဓမ္မနံအာရမဏပစ္စယေနပစ္စယောဘုဒ္ဓဘာယရဏကာယဝိညာဏဓာတုယတံသမ္ပယုတကနိစ္စဓမ္မနံအာရမဏပစ္စယေနပစ္စယောယူပါယရဏံတတ္တယရဏံခန္ဓာယရဏံယသယရဏံဖုတ္တဘာယရဏံမနောဓာတုယတံသမ္ပယုတ်တကနိစ္စဓမ္မနာအာရမဏပစ္စယေနပစ္စယောသဗ္ဗေဓမ္မာမနောဝိညာဏဓာတုယတံသမ္ပယုတ်တကနိစ္စဓမ္မနာအာရမဏပစ္စယေနပစ္စယောယံယံဓမ္မံအရဘယေဓမ္မဥပ္ပဇ္ဇန္တိစိတ်တာစေတသိကဓမ္မတေဓမ္မတေသံဓမ္မနံအာရမဏပစ္စယေနပစ္စယောအဓိပတိပစ္စယောတိသန္နာဓိပတိသန္နာသမ္ပယုတ်တကနံဓမ္မနံတံသမုဋ္ဌာနာနိဥ္ဇရူပနံအဓိပတိပစ္စယေနပစ္စယောဝိရိယဓိပတိဝိရိယသမ္ပယုတ်တကနံဓမ္မနံတံသမုဋ္ဌာနာနိစ္စရူပနံအဓိပတိပစ္စယေနပစ္စယောစေတာဓိပတိစေတာသံပယုတ်တကနံဓမ္မနံတံသမုဋ္ဌာနာနိဥ္ဇရူပနံအဓိပတိပစ္စယေနပစ္စယောဝိမန္တာဓိပတိဝိမန္တာသံပယုတ်တကနံဓမ္မနံတံသမုဋ္ဌာနာနိဥ္ဇရူပနံအဓိပတိပစ္စယေနပစ္စယော
ယံယံဓမ္မံကရုံကတဝါယေယေဓမ္မဥပ္ပေဇန္တိစိတ်တစေတသိကာဓမ္မတေတေဓမ္မတေတံတေတံဓမ္မနဝတိပရိပစ္စေနပစ္စယောအနန္တရပစ္စယောတိသက္ခုဝိညာဏဓာတုသံပယုတက္ကသဓမ္မမနောဓာတုယတံသံပယုတက္ကနိသဓမ္မနံအနန္တရပစ္စေနပစ္စယောမနောဓာတုတံသံပယုတက္ကသဓမ္မမနောဝိညာဏဓာတုယတံသံပယုတက္ကနိသဓမ္မနံအနန္တရပစ္စေနပစ္စယောသောတဝိညာဏဓာတုတံသံပယုတက္ကသဓမ္မမနောဓာတုယတံသံပယုတက္ကနိသဓမ္မနံအနန္တရပစ္စေနပစ္စယောမနောဓာတုတံသံပယုတက္ကသဓမ္မမနောဝိညာဏဓာတုယတံသံပယုတက္ကနိသဓမ္မနံအနန္တရပစ္စေနပစ္စယောဂာနဝိညာဏဓာတုတံသံပယုတက္ကသဓမ္မမနောဓာတုယတံသံပယုတက္ကနိသဓမ္မနံအနန္တရပစ္စေနပစ္စယောမနောဓာတုတံသံပယုတက္ကသဓမ္မမနောဝိညာဏဓာတုယတံသံပယုတက္ကနိသဓမ္မနံအနန္တရပစ္စေနပစ္စယောဇေဝဝိညာဏဓာတုတံသံပယုတက္ကသဓမ္မမနောဓာတုယတံသံပယုတက္ကနိသဓမ္မနံအနန္တရပစ္စေနပစ္စယောမနောဓာတုတံသံပယုတက္ကသဓမ္မမနောဝိညာဏဓာတုယတံသံပယုတက္ကနိသဓမ္မနံအနန္တရပစ္စေနပစ္စယောကာယဝိညာဏဓာတုယတံသံပယုတက္ကသဓမ္မမနောဓာတုယတံသံပယုတက္ကနိသဓမ္မနံအနန္တရပစ္စေနပစ္စယောမနောဓာတုတံသံပယုတက္ကသဓမ္မမနောဝိညာဏဓာတုယတံသံပယုတက္ကနိသဓမ္မနံအနန္တရပစ္စေနပစ္စယောဥရိမပုရိမကုသလဓမ္မပစ္စည်းမာနံပစ္စည်းမာနံကုသလနံဓမ္မနံအနန္တရပစ္စေနပစ္စယောပုရိမပုရိမကုသလဓမ္မပစ္စည်းမာနံပစ္စည်းမာနံအဗျာကတနံဓမ္မနံအနန္တရပစ္စေနပစ္စယောပုရိမပုရိမအကုသလဓမ္မပစ္စည်းမာနံပစ္စည်းမာနံအကုသလနံဓမ္မနံအနန္တရပစ္စေနပစ္စယောပုရိမပုရိမအကုသလဓမ္မပစ္စည်းမာနံပစ္စည်းမာနံအဗျာကတနံဓမ္မနံအနန္တရပစ္စေနပစ္စယောပုရိမပုရိမအဗျာကတဓမ္မပစ္စည်းမာနံပစ္စည်းမာနံအဗျာကတနံဓမ္မနံအနန္တရပစ္စေနပစ္စယောပုရိမပုရိမအဗျာကတဓမ္မပစ္စည်းမာနံပစ္စည်းမာနံကုသလနံဓမ္မနံအနန္တရပစ္စေနပစ္စယောပုရိမပုရိမအဗျာကတဓမ္မပစ္စည်းမာနံပစ္စည်းမာနံအကုသလနံဓမ္မနံအနန္တရပစ္စေနပစ္စယောယေသံဓမ္မနံအနန္တရာယေဓမ္မဥပ္ပေဇန္တိစိတ်တစေတသိကာဓမ္မတေတေဓမ္မတေတံဓမ္မနံအနန္တရပစ္စေနပစ္စယောသမ္မနန္တရပစ္စယောတိသက္ခုဝိညာဏဓာတုတံသံပယုတက္ကသဓမ္မမနောဓာတုယတံသံပယုတက္ကနိသဓမ္မနံသမ္မနန္တရပစ္စေနပစ္စယောမနောဓာတုတံသံပယုတက္ကသဓမ္မမနောဝိညာဏဓာတုယတံသံပယုတက္ကနိသဓမ္မနံသမ္မနန္တရပစ္စေနပစ္စယောသောတဝိညာဏဓာတုယတံသံပယုတက္ကသဓမ္မမနောဓာတုယတံသံပယုတက္ကနိသဓမ္မနံသမ္မနန္တရပစ္စေနပစ္စယောမနောဓာတုယတံသံပယုတက္ကသဓမ္မမနောဝိညာဏဓာတုယတံသံပယုတက္ကနိသဓမ္မနံသမ္မနန္တရပစ္စေနပစ္စယောဂာနဝိညာဏဓာတုတံသံပယုတက္ကသဓမ္မမနောဓာတုယ
Tang Tamba Yudaganisa Dhamanam Tamanandara Pisayena Pisayo Manora do Tamba Yudagasa Ramano Winyana Raduya Tang Tamba Yudaganisa Dhamanam Tamanandara Pisayena Pisayo Sewa Winyana Radu Tang Tamba Yudagasa Dhamamano Raduya Tang Tamba Yudaganisa Dhamanam Tamanandara Pisayena Pisayo Manora do Tang Tamba Yudagasa Dhamamano Winyana Raduya Tang Tamba Yudaganisa Dhamanam Tamanandara Pisayena Pisayo Kaya Winyana Radu Tang Tamba Yudagasa Dhamamano Raduya Tang Tamba Yudaganisa Dhamanam Tamanandara Pisayena Pisayo Manora do Tang Tamba Yudagasa Dhamamano Winyana Raduya Tang Tamba Yudaganisa Dhamanam Tamanandara Pisayena Pisayo Purima Gudala Rama Pisi Manam Pisi Mana Gudalana Dhamanam Dhamanandara Pisayena Pisayo Purima Gudala Rama Pisi Manam Abhyagadana Dhamanam Dhamanandara Pisayena Pisayo Purima Agudala Dhamma Pisi Manam Agudalana Dhamanam Dhamanandara Pisayena Pisayo Purima Agudala Dhamma Pisi Manam Abhyagadana Dhamanam Dhamanandara Pisayena Pisayo Purima Abhyagadana Dhamma Pisi Manam Abhyagadana Dhamanam Dhamanandara Pisayena Pisayo Purima Abhyagadana Dhamma Pisi Manam Kudalanam Dhamanam Dhamanandara Pisayena Pisayo Purima Abhyagadana Dhamma Pisi Manam Agudalana Dhamanam Dhamanandara Pisayena Pisayo Ye Dhamanam Dhamanandara Ye Dhamma Obezandi Seda Sedadi Garama De Dhamma Dhamanam Dhamanandara Pisayena Pisayo Tahazada Pisayo Di Zadaro Khanda Arubino Inya Minyam Tahazada Pisayena Pisayo Zadaro Mahabuddha Inya Minyam Tahazada Pisayena Pisayo Augante Khane Nama Rupa Inya Minyam Tahazada Pisayena Pisayo Seita Siddhati Karama Seita Dhammauthana Narupana Tahazada Pisayena Pisayo Mahabuddha Ubadha Rupana Tahazada Pisayena Pisayo Rupino Dhamma Arupina Dhammanam Kainsi Kale Tahazada Pisayena Pisayo Kainsi Kale Na Tahazada Pisayena Pisayo Inya Minya Pisayo Di Sadaro Khanda Arubino Inya Minya Pisayena Pisayo Sadaro Mahabuddha Inya Minya Pisayena Pisayo Aukante Khane Nama Rupam Inya Minya Pisayena Pisayo Nidaya Pisayo Di Sadaro Khanda Arubino Inya Minya Nidaya Pisayena Pisayo Sadaro Mahabuddha Inya Minya Nidaya Pisayena Pisayo Aukante Khane Nama Rupam Inya Minya Nidaya Pisayena Pisayo Seita Siddhati Karama Seita Dhammauthana Rupanam Nidaya Pisayena Pisayo Mahabuddha Ubadha Rupana Nidaya Pisayena Pisayo Sakhayaranam Zakhu Vinyana Raduya Tang Tamba Yudagani Dhamanam Nidaya Pisayena Pisayo
သောတာယရဏံသောတာဝိညာဏဓာတုယတံသံပယုတ်တကနိသဓမ္မာနံနိတယပစ္စေနပစ္စယောဂာနာယရဏံဂာနဝိညာဏဓာတုယတံသံပယုတ်တကနိသဓမ္မာနံနိတယပစ္စေနပစ္စယောဇိဝယရဏံဇိဝဝိညာဏဓာတုယတံသံပယုတ်တကနိသဓမ္မာနံနိတယပစ္စေနပစ္စယောကာယယရဏံကာယဝိညာဏဓာတုယတံသံပယုတ်တကနိသဓမ္မာနံနိတယပစ္စယေနပစ္စယောယရူပနိတယမနောဓာတုသမနောဝိညာဏဓာတုသဝတ္တန္တိတံရူပမနောဓာတုယာသမနောဝိညာဏဓာတုယာတံသံပယုတ်တကနိသဓမ္မာနံနိတယပစ္စေနပစ္စယောဥပနိတယပစ္စယောဟောတိပုရိမကုသလဓမ္မပစ္စည်းမာနံကုသလနံဓမ္မာနံဥပနိတယပစ္စေနပစ္စယောပုရိမကုသလဓမ္မပစ္စည်းမာနံအကုသလနံဓမ္မာနံကေသေစီဥပနိတယပစ္စေနပစ္စယောပုရိမကုသလဓမ္မပစ္စည်းမာနံအဗျာကတာနံဓမ္မာနံဥပနိတယပစ္စေနပစ္စယောပုရိမအကုသလဓမ္မပစ္စည်းမာနံအကုသလနံဓမ္မာနံဥပနိတယပစ္စေနပစ္စယောပုရိမအကုသလဓမ္မပစ္စည်းမာနံအကုသလနံဓမ္မာနံကေသင်္စီဥပနိတယပစ္စေနပစ္စယောပုရိမအကုသလဓမ္မပစ္စည်းမာနံအဗျာကတာနံဓမ္မာနံဥပနိတယပစ္စေနပစ္စယောပုရိမအဗျာကတာဓမ္မပစ္စည်းမာနံအဗျာကတာနံဓမ္မာနံဥပနိတယပစ္စေနပစ္စယောပုရိမအဗျာကတာဓမ္မပစ္စည်းမာနံအကုသလနံဓမ္မာနံဥပနိတယပစ္စေနပစ္စယောပုရိမအဗျာကတာဓမ္မပစ္စည်းမာနံအကုသလနံဓမ္မာနံဥပနိတယပစ္စေနပစ္စယောဥရုဘောဇနမိဥပနိတယပစ္စေနပစ္စယောပုဂ္ဂလောပိဥပနိတယပစ္စေနပစ္စယောသေနာသနံပိဥပနိတယပစ္စယေနပစ္စယောပုရိဇာတပစ္စယောဟတိသက္ခာယရဏသက္ခုဝိညာဏဓာတုယတံသံပယုတ်တကနိသဓမ္မာနံပုရိဇာတပစ္စေနပစ္စယောသောတာယရဏံသောတာဝိညာဏဓာတုယတံသံပယုတ်တကနိသဓမ္မာနံပုရိဇာတပစ္စေနပစ္စယောဂာနာယရဏံဂာနဝိညာဏဓာတုယတံသံပယုတ်တကနိသဓမ္မာနံပုရိဇာတပစ္စေနပစ္စယောဇိဝယရဏံဇိဝဝိညာဏဓာတုယတံသံပယုတ်တကနိသဓမ္မာနံပုရိဇာတပစ္စေနပစ္စယောကာယယရဏံကာယဝိညာဏဓာတုယတံသံပယုတ်တကနိသဓမ္မာနံပုရိဇာတပစ္စယေနပစ္စယောယူပါယရဏသက္ခုဝိညာဏဓာတုယတံသံပယုတ်တကနိသဓမ္မာနံပုရိဇာတပစ္စေနပစ္စယောသတ္ထာယရဏံသောတာဝိညာဏဓာတုယတံသံပယုတ်တကနိသဓမ္မာနံပုရိဇာတပစ္စေနပစ္စယောခန္ဓာယရဏံခန္ဓာဝိညာဏဓာတုယတံသံပယုတ်တကနိသဓမ္မာနံပုရိဇာတပစ္စေနပစ္စယောယတာယရဏံဇိဝဝိညာဏဓာတုယတံသံပယုတ်တကနိသဓမ္မာနံပုရိဇာတပစ္စေနပစ္စယောဖ
Huda Bayarana Kaya Winyana Raduya Dam Tambayo Daganimsa Damanam Buddhisada Bisina Bisayo Yubayaranam Tadayaranam Kana Yaranam Yada Yaranam Buddha Bayaranam Mano Raduya Dam Tambayo Daganimsa Damanam Buddhisada Bisayena Bisayo Yaruban Nidaya Manoradusa Manowinyana Radusa Wadandi Darubang Manoraduya Dam Tambayo Daganisa Damanam Buddhisada Bisina Bisayo Manowinyana Raduya Dam Tambayo Daganisa Damanam Kainsi Kale Buddhisada Bisina Bisayo Kainsi Kale na Buddhisada Bisayena Bisayo Bisazada Bisayo di Bisazada Sita Sidati Karama Buddhisada Imada Kayata Bisazada Bisina Bisayo Adewana Bisayo di Burima Gudalarama Yesimanam Gudalana Damanam Adewana Bisina Bisayo Burima Agudaladama Yesimanam Agudalana Damanam Adewana Bisina Bisayo Burima Kiriya Byagadadama Yesimanam Kiriya Byagadana Damanam Adewana Bisayena Bisayo Kama Bisayo di Gudala Kama Vivagana Kandanam Katatasa Rupanam Kama Bisayena Bisayo Sirana Tamayo Dagana Damana Tantamutana Nisa Rupanam Kama Bisayena Bisayo Vivaga Bisayo di Vivaga Sataro Kana Arubino Enya Minya Vivaga Bisina Bisayo Ahara Bisayo di Kabali Karo Aharo Imata Kayata Ahara Bisina Bisayo Arubino Ahara Tambayo Dagana Damana Dam Tamotana Neunza Rubana Ahara Bisina Bisayo Ainariya Bisayo di Sekundaria Sekuwinyana Raduya Dam Tambayo Daganisa Damana Ainariya Bisayena Bisayo Thought Ainariya Thoda Winyana Raduya Dam Tambayo Daganisa Damana Ainariya Bisayena Bisayo Ganainariya Gana Winyana Raduya Dam Tambayo Daganisa Damana Ainariya Bisayena Bisayo Zingwainariya Zingwa Winyana Raduya Dam Tambayo Daganisa Damana Ainariya Bisayena Bisayo Kaindariya Gaya Winyana Raduya Dam Tambayo Daganisa Damana Ainariya Bisayena Bisayo Rupa Ziwi Tendariya Katata Rupana Indariya Bisayena Bisayo Arubino Indariya Tambayo Dagana Damana Dam Tamotana Neunza Rupana Indariya Bisayena Bisayo Zana Bisayo di Zanengani Zana Tambayo Dagana Damana Dam Tamotana Neunza Rupana Zana Bisayena Bisayo Mega Bisayo di Megingani Mega Tambayo Dagana Damana Dam Tamotana Neunza Rupana Mega Bisayena Bisayo Tambayo Da Bisayo di Sataro Kana Arubino Enya Minyang Tambayo Da Bisayena Bisayo Vibayo Da Bisayo di
ရူပိနောဓမ္မအရူပိနံဓမ္မနံဝိပယုဒ္ဓအပြည့်စယေနပစ္စယောအရူပိနောဓမ္မရူပိနံဓမ္မနံဝိပယုဒ္ဓအပြည့်စယေနပစ္စယောအဋ္ဌိပစ္စယောတိစတ္တရောခန္ဓာအရူပိနောအညမြင်ညာအဋ္ဌိပစ္စေနပစ္စယောစတ္တရောမဟာဗုဒ္ဓအညမြင်ညာအဋ္ဌိပစ္စေနပစ္စယောအောက်ကံတိခဏေနာမရူပအညမြင်ညာအဋ္ဌိပစ္စေနပစ္စယောစိတ်တစေတသိကာရမစေတသမုဋ္ဌာနံရူပနံအဋ္ဌိပစ္စေနပစ္စယောမဟာဗုဒ္ဓဥပါဒရူပနံအဋ္ဌိပစ္စယေနပစ္စယောသက္ခာယရဏသက္ခုဝိညာဏဓာတုယတံသံပယုတ်တကနိဟုသဓမ္မနံအဋ္ဌိပစ္စေနပစ္စယောသောတာယရဏသောတာဝိညာဏဓာတုယတံသံပယုတ်တကနိသဓမ္မနံအဋ္ဌိပစ္စေနပစ္စယောခန္ဓာယရဏခန္ဓာဝိညာဏဓာတုယတံသံပယုတ်တကနိသဓမ္မနံအဋ္ဌိပစ္စေနပစ္စယောဇေဝယရဏဇေဝဝိညာဏဓာတုယတံသံပယုတ်တကနိသဓမ္မနံအဋ္ဌိပစ္စေနပစ္စယောကာယယရဏကာယဝိညာဏဓာတုယတံသံပယုတ်တကနိသဓမ္မနံအဋ္ဌိပစ္စယေနပစ္စယောယူပါယရဏသက္ခုဝိညာဏဓာတုယတံသံပယုတ်တကနိဟုသဓမ္မနံအဋ္ဌိပစ္စေနပစ္စယောတတ္ထာယရဏသောတဝိညာဏဓာတုယတံသံပယုတ်တကနိသဓမ္မနံအဋ္ဌိပစ္စေနပစ္စယောခန္ဓာယရဏခန္ဓာဝိညာဏဓာတုယတံသံပယုတ်တကနိသဓမ္မနံအဋ္ဌိပစ္စေနပစ္စယောယတာယရဏံဇေဝဝိညာဏဓာတုယတံသံပယုတ်တကနိသဓမ္မနံအဋ္ဌိပစ္စယေနပစ္စယောဖုဒ္ဓဘာယရဏံကာယဝိညာဏဓာတုယတံသံပယုတ်တကနိဟုသဓမ္မနံအဋ္ဌိပစ္စေနပစ္စယောယူပါယရဏတတ္တယရဏခန္ဓာယရဏယတာယရဏံဖုဒ္ဓဘာယရဏမနောဓာတုယတံသံပယုတ်တကနိသဓမ္မနံအဋ္ဌိပစ္စယေနပစ္စယောယံရူပနိဿာယမနောဓာတုသမနောဝိညာဏဓာတုဝတ္တန္တိတံရူပမနောဓာတုယသမနောဝိညာဏဓာတုယသတံသံပယုတ်တကနိသဓမ္မနံအဋ္ဌိပစ္စယေနပစ္စယောနတ္ထိပစ္စယောတိသမဏန္တရနိရုဒ္ဓစိတ်တစေတသိကာရမပတုပ္ပန္နာနံစိတ်တစေတသိကာဏဓမ္မနံနတ္ထိပစ္စေနပစ္စယောဝိကတပစ္စယောတိသမဏန္တရဝိကတစိတ်တစေတသိကာရမပတုပ္ပန္နာနံစိတ်တစေတသိကာဏဓမ္မနံဝိကတပစ္စေနပစ္စယောအဝိကတပစ္စယောတိသတ္တရောခန္ဓာအရူပိနောအညမြင်ညာအဝိကတပစ္စေနပစ္စယောသတ္တရောမဟာဗုဒ္ဓအညမြင်ညာအဝိကတပစ္စေနပစ္စယောအောက်ကံတိခဏေနာမရူပအညမြင်ညာအဝိကတပစ္စေနပစ္စယောစေတစေတသိကာရမစိတ်တသမုဋ္ဌာနနံရူပနံအဝိကတပစ္စေနပစ္စယောမဟာဗုဒ္ဓဥပါဒရူပနာအဝိကတပစ္စယေနပစ္စယောသက္ခာယရဏသက္ခုဝိညာဏဓာတုယတံသံပယုတ်တကလင်းသဓမ္မနံအဝိကတပစ္စေနပစ္စယောသောတာယရဏသောတာဝိညာဏဓာတုယတံသံပယုတ်တကနိသဓမ္မနံအဝိကတပစ္စေနပစ္စယောခန္ဓာယရဏခန္ဓာဝိညာဏဓာတုယတံသံပယုတ်တကနိသဓမ္မနံအဝိကတပစ္စေနပစ္စယောဇေဝယရဏဇေဝဝိညာဏဓာတုယတ
Tang Tamba Yudaganisa Dhamma Nang Awigata Pisena Pisayo Kaya Yarnan Kaya Winyana Raduya Tang Tamba Yudaganisa Dhamma Nang Awigata Pisena Pisayo Yuba Yarana Saku Winyana Raduya Tang Tamba Yudaganisa Dhamma Nang Awigata Pisena Pisayo Tata Yarana Tota Winyana Raduya Tang Tamba Yudaganisa Dhamma Nang Awigata Pisena Pisayo Kanda Yarana Gana Winyana Raduya Tang Tamba Yudaganisa Dhamma Nang Awigata Pisena Pisayo Yada Yarana Sewa Winyana Raduya Tang Tamba Yudaganisa Dhamma Nang Awigata Pisena Pisayo Pudava Yarana Kaya Winyana Raduya Tang Tamba Yudaganisa Dhamma Nang Awigata Pisena Pisayo Yuba Yarana Tata Yarana Kana Yarana Yada Yarana Pudava Yarana Mano Raduya Tang Tamba Yudaganisa Dhamma Nang Awigata Pisena Pisayo Yang Rupa Nidaya Mano Radusa Mano Winyana Radusa Wudandi Tang Rupa Mano Raduyasa Mano Winyana Raduyasa Tang Tamba Yudaganisa Dhamma Nang Awigata Pisena Pisayo Maraya Kangala Sorang Say Samani Satisagam Nagam Zino Zini Ho to Mizaya Mengalang Zino Aumuraga Rui Atot Tamu Oshang Akang Homyamya Payagi Marisa Hiri Mekala Sayaranago Lins Watesi Baleniwe Leji Moji Piawu Mine Mounji the Rounda Lama Jumbika Kunlaye Achim Theta Palimya Ma Amyantalo Senior Luim Boribine Palinoga Ting Ashavim Bingama Sangala by who swear kindly yes in my pain. Out Tewoyan Dodonya out a town he drew my jerry. Young better than Mana Mengulagao Yakiza Tamolamo Mijimo, you are sure don't Chayami Jado. Toda Pietang Nabi Mama Amian 12 near Ali Daya Kinkwa Alawaka Teza Tambien Balumengulagao Kaziza Aswe Techuaye Molaye Along Sony Amoye Shinjitanin Dolu Mengo Adim Aja Winyan Biao told the Anga Sheshu Ladi Nalagiri Down Shinini Semyao Gulagao Sorry Santa Home Deep Shin Kai Wikwa Tolu Zanago Lay Zwa Bisan Dom Yananga Lu Pang Lepsha Theo Dawe Nayaga Jomwe Medogo Mimbo Sai Tapin Laiwe Magai Tutim Tong Shingu Atin Shang Wei Bedang Piehu Taye Biaga Tamiladi Lonzwa Sobi Enguli Kota Koja Ulagao Say Sama Nimsa Along Kauji Deti Nido
အပြစ်ရှာကြောင့်မကောင်းညာဖြင့်စီမံဆုံးမြတ်စေလွတ်လပ်၍ပရိသတ်ထဲအရှက်ကွဲအောင်ဆွဆွဲရစွာစိတ်စမဟုပညာခေါ်ထုံမိမ့်မယုတ်ကို၎င်းသစ္စကိစ္စမစင်မဖြူဒိဋ္ဌိယူဖြင့်မြည်သူကိုမျှမမချပဲဝါဒချင်းပြိုင်သူကနိုင်အောင်အနိုင်လွှမ်းမိုးအယူဆိုသည်ဒိဋ္ဌိမျိုးမိုက်သစ္စကပရပိုက်ကို၎င်းနာဂေဇာဒေါသလွှမ်းမိုးမြဲဆောင်ထိုးကအယိုးကြည်မွမွဲပြကြအောင်တေဇထံပြင်းနန္ဒောပနန္ဒနဂမင်းကို၎င်းဘကိစညမြင်ကင်းကွာအတ္တသာဟုမိစ္ဆာလွှမ်းမိုးအယူဆိုသည်တခိုးအယောင်ထိန်ပြောင်ကြီးညီဘကအမည်ရှိတဲ့မြမကြီးကို၎င်းအဇီနီဒိဋ္ဌိကိုချဒေါသကိုပဲမန်းဆွဲကိုချိုးသရာပြုတ်လျက်ရှေ့ခိုးတုတ်ကွာပြပြကြအောင်ဆုံးမသွန်သင်အောင်ဝဲဝင်တော်မူလေပြီဧတေနသစ္စာဝိဇေနထိုသို့ဖယားရှင်ဤမြတ်ရှင်ဖုံဖုံကျေးဇူးကုန်ကိုကြည်ယုံမယွင်းနှလုံးသွင်းလျက်အောင်ခြင်းရှိချက်ဂုဏ်တော်နဲ့ကိုနှုတ်မြဖော်ကြားဆိုလိုက်ရတဲ့သစ္စာစကားကြောင့်မေတ္တိတော်အားဇယမင်္ဂလံနှစ်ဖြာတွင်းပြင်ဖေးရန်စင်လျက်လိုအင်းဆန္ဒဟူသမျှသည်ပြေဝဆုံးစွာဆုံးဟွန်တော်ရာသို့အောင်ရအောင်မှုအောင်ကြောင့်ပြုသည်အောင်စုယရဏအောင်မြင်ခြင်းအဖျားပြသည်ဟောတုစင်စစ်မသွေဖြည့်ကြည်ဖြစ်ပါစေတည်းသာဗုဒ္ဓရိနာနုဘဝေနဒုနိမိတဒုမင်္ဂလာဒုသတ္တပပကဟာစဝိနာတတုဒုသုပိနာဣဒဌာနေဣယယတုအာဂတနာမနောပုဗ္ဗင်းသောအစင်နှင့်ကြည်ရွှင်ဟရိယရောက်လာကြကုန်သောတေတုံမကံမြတ်စွာနှုတ်ကပပရိတ်မြတ်ကိုချင်းကယုံကြည်ခိုးမိညွတ်ပြောင်းတင်သူတော်ကောင်းတို့ဤဧဇတိကဘာဟိရေသူကိုရင်းကိုဘာနထာနာတို့၌ဒုနိမိတ်တာသာဇနီးတပေါင်းစုတဲ့ရောက်နှင့်ချထောင်ပြဝဖွလင်းတာဂျိုးဆိုးသမျှငဲ့တွန်းတဲ့တရိษံဝင်ပြန်ခိုးအိမ်မကောင်းသောတိတ်နမိတ်တို့သည်၎င်းသူမင်္ဂလာစားကြက်တရေဖြင့်သိမ့်တဲ့မိန်၍အရှိန်မလင်းအဆင်းဆိုပုတ်ရုပ်ရုပ်ညို့ညို့အမျိုးအမီအကြီးအသွင်းမကြည်လင်အောင်ကြာမြင်တွေ့လာမကောင်းသောမင်္ဂလာတို့သည်၎င်းသူသာရဇလံဆိုယွန်းထိတ်စိတ်မသန့်ဝဲကြဲကြဲလောင်လောင်ထက်ခေါင်အိမ်မိုးဝင်ထိုးကြောတန်ငှက်တရံတို့ဤသိုးသွမ်းတို့အတန်တို့သည်၎င်းပပကဟာဇာဂျိုနေဂျိုပန်းဆန်လက်ကြနှင့်ညွန်းနွမ်းဆိုးရုပ်ဆုံးဘုတ်ကဝေတဆေမင်းစာမာရယာရဲ့ခိုင်အတက်အမြုပ်အနှုတ်အဖွဲအဆွဲအလံအကြံအနုပြူသမျှမကောင်းသောအလုံးလာပယောဂါတို့သည်၎င်းဒုက္ခဘိနာဇံအသေးဦးနှုတ်ရိုက်ပုတ်ချီနှောင်း
ယောင်ကလည်းရောင်ရမ်းကိုကျွေးပူဆွေးဆူပွဲမနှေးသက်ဖွယ်သောအိမ်မက်တို့သည်၎င်းဗုဒ္ဓရီနာဖယားအစဓမ္မသံဃာယရဏတို့ဤအနုဘာဝေနာတကုရှိန်သောမေတ္တာတော်အနုဘောတော်တို့ကြောင့်ဝိနာတန်တုမမိမဆအနိယသောမကမချင်းဝေအောင်ကွင်၍ကင်းစင်လွင်ပြောင်းမရောက်ဝေးစွာကွာသည်သာဖြစ်ကြပါစေကုန်သတည်းသာနမောတတ္တဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓသဗုဒ္ဓနာဇီဝိတတနာသကကိနာစီအံဒရာယောကာတုံတထာမေဟောတုအဓိတသေဗုဒ္ဓသဗ္ဗဂဝါတောအပတိဟတညာနံအနာဂတံသေဗုဒ္ဓသဗ္ဗဂဝါတောအပတိဟတညာနံယေဇုပန္နသေဗုဒ္ဓသဗ္ဗဂဝါတောအပတိဟတညာနံဣမေဟိတိဟိဓမ္မေဟိသမ္မနာဂတတဗုဒ္ဓသဗ္ဗဂဝါတောသဗ္ဗံကာယကမ္မညာနာပုဗ္ဗေကမညာနာနုပရိဝတ္တံသဗ္ဗံဝစီကမ္မညာနာပုဗ္ဗေကမညာနာနုပရိဝတ္တံသဗ္ဗံမနောကမ္မညာနာပုဗ္ဗေကမညာနာနုပရိဝတ္တံဣမေဟိသဟိဓမ္မေဟိသမ္မနာဂတသဗုဒ္ဓသဗ္ဗဂဝါတောနာတိသန္တတဟာနိနာတိဓမ္မဒေသနာယဟာနိနာတိဝိရိယတဟာနိနာတိဝိပဿနာယဟာနိနာတိသမ္မာဒိဋ္ဌဟာနိနာတိဝိမု ക്തി ယဟာနိဣမေဟိဒဝရတဟိဓမ္မေဟိသမ္မာနာဂတသဗုဒ္ဓသဗ္ဗဂဝါတောနတ္ထိဒဝါနတ္ထိရဝါနတ္ထိအဖုတံနတ္ထိဝေဃာယိတတံနတ္ထိအဗျာဝတ္တမနောနတ္ထိအပတိသင်္ခါရုပိခာဣမေဟိအထာရသဟိဓမေဟိသမ္မာနာဂတသဗုဒ္ဓသဗ္ဗဂဝါတောနမောတတ္တနာသမ္မာသမ္ဗုဒ္ဓနာနာတိတထဂတသကာယဒုစရိတံနာတိတထဂတသဝစီဒုစရိတံနာတိတထဂတသမနောဒုစရိတံနာတိအတ္တိတံသေဗုဒ္ဓသဗ္ဗဂဝါတောပတိဟတညာနံနာတိအနာဂတံသေဗုဒ္ဓသဗ္ဗဂဝါတောပတိဟတညာနံနတ္ထိပစ္စုပန္နံသေဗုဒ္ဓသဗ္ဗဂဝါတောပတိဟတညာနံနတ္ထိသဗ္ဗံကာယကမ္မညာနာပုဗ္ဗေကမညာနာနာနုပရိဝတ္တံနတ္ထိသဗ္ဗံဝစီကမ္မညာနာပုဗ္ဗေကမညာနာနာနုပရိဝတ္တံနတ္ထိသဗ္ဗမနောကမ္မညာနာပုဗ္ဗေကမညာနာနာနုပရိဝတ္တံဣမံဓာရဏမိတံအသမံသဗ္ဗတတ္တနံဒါနံလေနံသံသာရဗယဝိဒါနံဧကံမဟာတေဇံဣမံအာနန္ဒဓာရဏပရိတံဓာရေဟိဝါစေဟိပတိပု္ပ္ပာဟိတတ္တကာယေဝိသံနာကမေယဥရကေနလေကေယအကိနတဟေယနာနာဘယဝိကောနာဧကာဟာရကောနာဒွိဟာရကောနာတိဟာရကောနာဇတုဟာရကောနာဩမတကံနာမူလကံမနုဿေဟိအမနုဿေဟိနာဟိန္ဒကာတံဓာရဏပရိတံယထကတမံဇာလောမဟာဇာလောဇာလိတိမဟာဇာလိတိ
ပုဂ္ဂေအပုဂ္ဂေသမ္ပတိမဟာသမ္ပတိဘုတင်္ဂမိတမင်္ဂလံဣမံခောပဏ္ဏနန္ဒဓာရဏပရိတံတတ္တတတ္တတိသမ္မာသမ္ဗုဒ္ဓကောတိဟိပါတိတံဝုတေအဝုတေဂဏဝေအဂဏဝေနောမေအနောမေသေဝေအသေဝေကာယေအကာယေဓာရဏိအဓာရဏိအိလိမိန်လိတိလိမိန်လိယောရုခေမဟာယောရုခေဘူတင်္ဂမိတမင်္ဂလံဣမံခောပဏ္ဏနန္ဒဓာရဏပရိတံနဝနဝတ္တိယသမ္မာသမ္ဗုဒ္ဓကောတိဟိဝတိတံဒေဋ္ဌိလာတန္တိလာမန္တိလာရောဂိလာခရလာဒုဝိလာဧတေနာသစ္စာဝေဇေနာသုတိမေဟောတုသဗ္ဗရာဗုဒ္ဓနာဖယားရှင်တို့ဤဇီဝိတတအသက်တော်ဤအန္တရာယောအန္တရာကိုကေနစီတစုံတယောက်သောသူသည်ကာတုံးပြည့်စည်အောင်ပြုခြင်းငါနတက်ကယထာမတတ်နိုင်တဲ့ကဲ့သို့တထာထို့တူမေငါဤအန္တရာယောအန္တရာကိုကေနစီတစုံတယောက်သောသူသည်ကာတုံးပြည့်စည်အောင်ပြုခြင်းငါနတက်ကမတတ်ကောင်းသည်ဟောတုဖြစ်ပါစေတည်းဗုဒ္ဓနာဖယားရှင်တို့ဤဇီဝိတတအသက်တော်ဤအန္တရာယောအန္တရာကိုကိနာစီတစုံတယောက်သောသူသည်ကာတုံးပြည့်စည်အောင်ပြုခြင်းငါနတ်သက်ကာယထာမတတ်နိုင်တဲ့ကဲ့သို့တထာထို့အတူတုံးမကံသင်တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့ဤအန္တရာယောအန္တရာကိုကိနာစီတစုံတယောက်သောသူသည်ကာတုံးပြည့်စည်အောင်ပြုခြင်းငါနတ်သက်ကာမတတ်ကောင်းသည်ဟောတုဖြစ်ပါစေတည်းဘဂဝါတော်ဘုံတော်6ပါးနှင့်ပြည့်စုံတော်မူသောဗုဒ္ဓသမြတ်စွာဘုရား၏အတ္တိတံသေအတ္တယဖို့၌အပတိဟတံစီတာဆိုပိတ်တွန့်လေခြင်းမရှိသောဉာဏ်ဉာဏ်တော်၎င်းဘဂဝါတော်ဘုံတော်6ပါးနှင့်ပြည့်စုံတော်မူသောဗုဒ္ဓသမြတ်စွာဘုရား၏အနာဂတံသေအနာဂဖို့၌အပတိဟတံစီတာဆိုပိတွန့်လေခြင်းမရှိသောဉာဏ်ဉာဏ်တော်၎င်းဘဂဝါတော်ဘုံတော်6ပါးနှင့်ပြည့်စုံတော်မူသောဗုဒ္ဓသမြတ်စွာဘုရား၏ပြစ္ဆုတ်ပန္နံသေပြစ္ဆုတ်ပံဖို့၌အပတိဟတံစီတာဆိုပိတွန့်လေခြင်းမရှိသောဉာဏ်ဉာဏ်တော်၎င်းတိဟိသုံးပါးကုန်သောဣမေဓမေဟိဤကျေးဇူးတော်ဂုဏ်တော်တို့နှင့်သမ္မာနာဂတသပြည့်စုံတော်မူသောဘဂဝါတော်ဘုံတော်6ပါးနှင့်ပြည့်စုံတော်မူသောဗုဒ္ဓသာမြတ်စွာဘုရား၏ညာနာပုပ္ပင်ကမံညာတော်လျင်ရှည်သွားရှိသောညာနာနုပရိဝတ္တညာတော်သို့အစဉ်လိုက်သောသာဘောင်အလုံးစုံသောကာယကမ္မကာယကံ၎င်းညာနာပုပ္ပင်ကမညာတော်လျင်ရှည်သွားရှိသောညာနာနုပရိဝတ္တညာတော်သို့အစဉ်လိုက်သောသဗံအလုံးစုံသောဝစီကမ္မဝစီကံ၎င်းညာနာပုပ္ပင်ကမညာတော်လျင်ရှည်သွားရှိသောညာနာနုပရိဝတ္တညာတော်သို့အစဉ်လိုက်သောသဗံအလုံးစုံသောမနောကမ္မမနောကံ၎င်းစာဟိ6ပါးကုန်သောဣမေဓမေဟိဤကုံကျေးဇူးတော်တို့နှင့်သမ္မာနာဂတတပြည့်စုံတော်မူသောဘဂဝါတော်ဘုံတော်6ပါးနှင့်ပြည့်စုံတော်မူသောဗုဒ္ဓသမြတ်စွာဘုရားအားသန္တသသန္တတော်ဤဟာနိရုပ်လျောခြင်းသည်နတ္ထိမရှိဓမ္မဒေသနာယတရားဟောခြင်း၌ဟာနိရုပ်လျောခြင်းသည်နတ္ထိမရှိဝိရိယသဝိရိယတော်ဤဟာနိရုပ်လျော့ခြင်းသည်နတ္ထိမရှိဝိပဿနာယဝိပဿနာဉာဏ်တော်ဤဟာနိရုပ်လျော့ခြင်းသည်နတ္ထိမရှိ
မာရိသသမာရိတော်ဤဟာနိယုတ်လျော့ခြင်းသည်နတ္ထိမရှိဝိမု ക്തി ယအရဟတဖို့ချောင်းသာဤဟာနိယုတ်လျော့ခြင်းသည်နတ္ထိမရှိဒွါရသဟိ12ပါးကုန်သောဣမိဓမေဟိဤကုံကျေးဇူးတော်တို့နှင့်သမဏဂတတပြည်စုံတော်မူသောဘဂဝတောဘုန်းတော်6ပါးနှင့်ပြည်စုံတော်မူသောဗုဒ္ဓသာမြတ်စွာဘုရားအားတဝါရေမြူးခြင်းသည်နတ္ထိမရှိရဝါအချွတ်အချော်ပြောဆိုခြင်းသည်နတ္ထိမရှိအဘုဒ္ဓဉာဏ်တော်ဖြင့်မတွေ့ထီသောတရားသည်နတ္ထိမရှိဝေဂာယိတတဉာဏ်တော်နှင့်မဆင်ခြင်မဲ့အစောတလျင်ပြုမိခြင်း၏အဖြစ်သည်နတ္ထိမရှိအဗျာဝတ္တမနောကြောင့်ညာမဲ့သောနှလုံးတော်သည်နတ္ထိမရှိအပတိသင်္ခါရုပိခအစင်ញင်ကင်း၍ဥပေက္ခရှုခြင်းသည်နတ္ထိမရှိအထာရတဟိ18ပါးကုန်သောဣမေဟိဓမ္မေဟိဤဂုံကျေးဇူးတော်တို့နှင့်သမဏဂတတပြည်စုံတော်မူသောဘဂဝတောဘုန်းတော်6ပါးနှင့်ပြည်စုံတော်မူသောဗုဒ္ဓသာမြတ်စွာဘုရားအားနမောရှိခိုးပါ၏တတ္တနံခုနစုကုံသောသမ္မာသမ္ဗုဒ္ဓနာဝိပတိတိခိဝိတ္တဘူစာသောဘုရားရှင်တို့အားနမောရှိခိုးပါ၏တထာဂတသာဝိပတိယဆရှိသောရှေးဘုရားတို့ကဲ့သို့လာခြင်းကောင်းတော်မူသောမြတ်စွာဘုရားအားကာယဒုစရိတံကိုဖြင့်ပြုအပ်သောမကောင်းမှုကာယဒုစရိုက်သည်နတ္ထိမရှိတထာဂတသာရှေးဘုရားတို့ကဲ့သို့လာခြင်းကောင်းတော်မူသောမြတ်စွာဘုရားအားဝစီဒုစရိတံနှုတ်ဖြင့်ပြုအပ်သောမကောင်းမှုဝစီဒုစရိုက်သည်နတ္ထိမရှိတထာဂတသာမြတ်စွာဘုရားသခင်အားမနောဒုစရိတံစိတ်ဖြင့်ပြုအပ်သောမကောင်းမှုမနောဒုစရိုက်သည်နတ္ထိမရှိဘဂဝတောဘုန်းတော်6ပါးနှင့်ပြည်စုံတော်မူသောဗုဒ္ဓသာမြတ်စွာဘုရားအားအတ္တိတံသေယတရဖို့၌ပတိဟတံစီတာဆိုပိတ်တွလိန်သောဉာဏ်တော်သည်နတ္ထိမရှိဘဂဝတောဘုန်းတော်6ပါးနှင့်ပြည်စုံတော်မူသောဗုဒ္ဓသာမြတ်စွာဘုရားအားအနာဂတံသေအနာဂဖို့၌ပတိဟတံစီတာဆိုပိတ်တွလိန်သောဉာဏ်တော်သည်နတ္ထိမရှိဘဂဝတောဘုန်းတော်6ပါးနှင့်ပြည်စုံတော်မူသောဗုဒ္ဓသာမြတ်စွာဘုရားအားပြစ္ဆုတ်ပန္နံသေပြစ္ဆုတ်ပန်ဖို့၌ပတိဟတံစီတာဆိုပိတ်တွလိန်သောဉာဏ်တော်သည်နတ္ထိမရှိဗုဒ္ဓသာမြတ်စွာဘုရားအတ္တပါအလုံးစုံသောကာယကမ္မံကိုဖြင့်ပြုအပ်သောအမှုသည်ဉာဏပုပ္ပင်ကမ္မံဉာဏ်တော်ရှိသောမရှိခြင်းသည်ဉာဏံဉာဏ်တော်သို့နာနုပရိဝတ္တံအစင်မလိုက်ခြင်းသည်နတ္ထိမရှိဗုဒ္ဓသာမြတ်စွာဘုရားအားသဗ္ဗံအလုံးစုံသောဝစီကမ္မနှုတ်ဖြင့်ပြုအပ်သောအမှုသည်ဉာဏပုပ္ပင်ကမ္မဉာဏ်တော်ရှိသောမရှိခြင်းသည်ဉာဏံဉာဏ်တော်သို့နာနုပရိဝတ္တံအစင်မလိုက်ခြင်းသည်နတ္ထိမရှိဗုဒ္ဓသာမြတ်စွာဘုရားအားသဗ္ဗံအလုံးစုံသောမနောကမ္မစိတ်ဖြင့်ပြုအပ်သောမှုသည်ဉာဏပုပ္ပင်ကမ္မဉာဏ်တော်ရှိသောမရှိခြင်းသည်ဉာဏံဉာဏ်တော်သို့နာနုပရိဝတ္တအစင်မလိုက်ခြင်းသည်နတ္ထိမရှိဣမံဒါရဏံဤအဆောင်သည်အမိတမနိုင်ရှင်အသမံတုဖက်လီမရှိသဗ္ဗတတ္တနံတတဝခတ်သိမ့်တို့ဤဒါနံမိခိုပုံအောင်ရာလိဖြစ်၏လေနံလီလျောင်းနာဖြစ်၏အာနန္ဒချစ်သာအာနန္ဒတန္တာရဘယဗိဒါနံတံတရားဘေးကိုကြောက်ကုန်သောသူတို့ဤအကံအထုအမြတ်ဖြစ်သောမဟာတေဇံကြည်သောတကုတေဇောရှိသောဣမံဒါရဏပရိဒံဤဒါရဏပရိတ်တော်ကို
ဒါရိဟိဆောင်ထားလော့ဝါစေဟိသင်ပေးပို့ချလော့ပရိပု္ပ္ပာဟိစီးစစ်မင်းများလော့တတ္တထိုဒါရဏပရိတ်ကိုဆောင်ထားချပေးစစ်ဆေးတော်သူဤကာယေကို၌ဝိသစိတ်သည်နာကမေယမကြောက်ရာဥရကေယေ၌နလည်းကေယမညိတွယ်မနစ်မွန်ရာအဂိမီသည်နာတဟေယမလောင်ရာနာနာဘယဝီကောအထူးထူးအပြားပြားများစွာသောဘေးရန်တို့မထိမရောက်နိုင်ရာနဧကဟရကောတစုံတယောက်သောသူမြတရက်မကောင်းကြံစီခြင်းငါလီမတတ်နိုင်ရာနဒွိဟာရကောနှစ်ရက်မကောင်းကြံစီခြင်းငါလီမတတ်နိုင်ရာနတိဟာရကောသုံးရက်မကောင်းကြံခြင်းငါလီမတတ်နိုင်ရာနစတုဟာရကောလေးရက်မကောင်းကြံခြင်းငါလီမတတ်နိုင်ရာနဩမတကံယူသို့ပြက်လွင်သောအနာလီမဖြစ်နိုင်ရာနမူလကံတွေးဝေမိုင်မဲသောအနာလီမဖြစ်နိုင်ရာမနုဿေဟိလူတို့သည်၎င်းအမနုဿေဟိဘလူတို့သည်၎င်းနဟိနကာမညင်းစေမဖြစ်စီမနှိမ့်ဆက်နိုင်ရာတံဒါရဏပရိတံထိုဒါရဏပရိတ်တော်သည်ယထကတမံအဘနိဟုမူကားဇာလောကဘာတသိမ့်လောင်သောအခါထွက်သောနေ90ဤအရှိန်အစောနှင့်တူသောတကုရှိန်သောအနုဘောရိဟုသောဂုံရှိထားသောမဟာဇာလောနတ်တရားနဂကလုံးဂုံမံဘလူရခိုင်အစရှိသည်တို့ကိုတားမြစ်နိုင်သောတန်ကွန်ရက်နှင့်တူသောဘုံတကုရှိန်သောအနုဘောရိဟုသောဂုံရှိထားသောဒါရဏပရိတ်တော်သည်ဇာလိတေရေမိမင်ခိုသူမချစ်မနစ်သက်လိုသောသူဟုဆိုအပ်သောရန်သူအန္တရာယ်အပေါင်းကိုလီဖယ်ရှားတားမြစ်နိုင်ရ၏မဟာဇာလိတေယောဂန္တရကတထန္တရကဒုဗ္ဗေကန္တရကဟုဆိုအပ်သောကသုံးပါးတို့မထိမရောက်နိုင်ရပုဂ္ဂေအမိဝမ်းတွင်၌ပဋိသန္ဓေနေတော်လီအချင်းဆွန်ခြင်းနာပင်ခြင်းယူသွချင်းပြန့်လွင့်ခြင်းအနာမျိုးတို့မှလွတ်စေနိုင်ရ၏မဟာပုဂ္ဂေသစ်ပင်တောင်ကန်း6တို့မှကြာညာတော်လိမသေးနိုင်ရတမ္ပတေမရသေးသောစီးစိမ်ချမ်းသာယရဏဥစ္စာပေါင်းတို့ကိုလီရစေနိုင်ရ၏မဟာသမ္ပတေရပြီးသောစီးစိမ်ချမ်းသာယရဏဥစ္စာပေါင်းတို့သည်ကြီးကျယ်ပြန်ပွားများနိုင်ရ၏ဘူတင်္ဂမိဟုတ်မှန်သောအဖြစ်ဓမ္မင်္ဂလံအမိုက်ပြောက်၍အလင်းရောက်ရ၏အာနန္ဒခြေသာအာနန္ဒခောပနာစင်စစ်အကဲမလွဲသဖြင့်ဣမံဒါရဏပရိတံဤဒါရဏပရိတ်တော်ကိုတတ္တတတ္တတိသမ္မာသမ္ဗုဒ္ဓကောတိဟိ89ကရေကုံသောဘုရားရှင်တို့သည်ပါတိတံဟောတော်မူအပ်ပြီးဝတ္တေကောင်းသောအကျိုးနေရှင်ရ၏အဝတ္တေမကောင်းသောအကျိုးနေမရှင်ရကန္တဝေကောင်းသောတရားအရသာအနတ်မျိုးကိုဆောင်ရ၏ကန္တဝေမကောင်းသောတရားအရသာအနတ်မျိုးကိုမဆောင်ရနောမေကောင်းသောနှလုံးကိုဆောင်ရ၏အနောမေမကောင်းသောနှလုံးကိုမဆောင်ရသေဝေသူတော်ကောင်းတို့နှင့်ပေါင်းဖော်ရှင်တွဲမိဝဲရ၏သေဝေသူတော်မဟုတ်သူယုတ်တို့နှင့်ပေါင်းဖော်ရှင်တွဲမမိဝဲရကာယေကောင်းသောကိုယ်ကိုဖြစ်စေရ၏ကာယေမကောင်းသောကိုယ်ကိုမဖြစ်စေရဒါရဏေကောင်းသောအမှုကုသိုလ်ကိုပြုဆောင်ရ၏ဒါရဏေမကောင်းသောအမှုအကုသိုလ်ကိုမပြုဆောင်ရအိလိကောင်းသောအိမ်မက်ကိုမြင်မဲ့ရ၏
မိန်လိမကောင်းသောအိမ်မက်ကိုမမြင်မရတိန်လိကောင်းသောတိတ်နမိတ်ကိုမြင်ရ၏မိန်လိမကောင်းသောတိတ်နမိတ်ကိုမမြင်ရရောဒုတ်ခေသေးပြီးသောသစ်ပင်တို့ကိုရှင်စေရ၏မဟာရောဒုတ်ခေရှင်ပြီးသောသစ်ပင်တို့ကိုလိအကိုင်အခက်အရွက်အလက်နှင့်ပြည့်စုံစေရ၏ဘုတင်ငါမီဟုံမှန်သောအဖြစ်ဓမင်္ဂလံအမိုက်ပြောက်၍အလင်းရောက်ရ၏အာနန္ဒခြေသာအာနန္ဒာခောပနာစင်စစ်အကယ်မလွဲသဖြင့်ဣမံဓာရဏပရိတံဤဓာရဏပရိတောကိုနဝနဝုတ္တိယသမ္မာသမ္ဗုဒ္ဓကောတိဟိ69ကရေကုံသောဘုရားရှင်တို့သည်ဘာတိတန်ဟောတော်မူအပ်သည်ဒေထီလာမကောင်းသဖြင့်ကြံသောသူတို့၏အကြံစီကိုလိသိမြင်နိုင်ရ၏တန်ဒီလာဓာလံလေးလက်နဲ့လေးမြမိပေါင်းအမျက်ဝဆရှိသောဘေးတို့ကိုလိမထင်မရောက်နိုင်ရမန္တိလာမန္တယာဂါထာအင်းအိုင်တို့သည်လိထမျက်နိုင်ရ၏ရောဂီလာရောဂအန္တရာယ်မျိုးတို့ကိုလိပယ်ဖြောက်နိုင်ရ၏ခရလာခံရခဲ့သောရုပ်ပြက်ဆင်းပြက်ယောဂါတို့မဆွဲကနိုင်ဒုဗီလာကျိုးနှင့်တုတ်ထားခြင်းလက်ထိတ်ခတ်ထားခြင်းထောင်သွင်းအကျဉ်းချထားခြင်းပြုညာသောလီလွတ်နိုင်ရ၏ဣတိဤသို့ဗုဒ္ဓဗုဒ္ဓ၏ဖယားဆူသူတို့သည်ဘာတိတံဤမျှလောက်အကျိုးရှိ၏ဟုဟောတော်မူခဲ့၏ဧတေနသစ္စာဝိဇေနဓာရဏပရိတောတကူသည်ဤမျှလောက်အကျိုးရှိနိုင်သည်ဆိုသောစကားသည်မှန်ကန်သောကြောင့်သဗ္ဗရာခခသိမ့်မေကျွန်းတို့အားသုတိချမ်းသာခြင်းသည်ဟောတုဖြစ်ပါစေတည်းသဗ္ဗရာခခသိမ့်တုံမကံတင်တရားနာပိသပေါင်းသူတော်ကောင်းတို့အားသုတိလူလီကျမ်းမစိတ်လီချမ်းသာဘေဘယာပပစ္စည်းဥစ္စာကျွဲဝသည်ဟောတုဖြစ်ပါစေတည်းသာ